ဒီလိုပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာအစမတန်ဈေးတင်ပြီးတော့ရောင်းနေဆိုတာလုံးဝမလုပ်တဲ့ကိစ္စပါဒီဟာဥပဒေနဲ့လည်းမကိုက်ညီဘူးနော်ဥပဒေအရလည်းကျမတို့အရေးယူလို့ရတယ်ဒီလိုဟာမျိုးတွေမလုပ်အောင်ဆိုပြီးဥပဒေထုတ်ထားတယ်ကျမတို့သိလို့ရှိရင်လည်းအရေးယူမယ်ဘာလို့ဆိုတော့ဒါဟာကိုယ့်ရဲ့ကိုယ်တူးချင်းရဲ့အကျိုးအမြတ်အတွက်ပြည်သူလူထုရဲ့အသက်တွေနဲ့ကစားတဲ့သဘောပဲအဲ့ဒါတော့ကျမတို့ဘလို့မှအသိဉာဏ်မခံနိုင်ဘူးဒါပေမဲ့အဲ့ဒါတစ်ဖက်ပေါ့နော်ဥပဒေနဲ့အရေးယူမှာတစ်ဖက်ကဒီလိုဟာမျိုးလုပ်ရသလားဆိုတာစဉ်းစားကြမယ်ဒါတော့ကြောင့်မှကိုယ်နိုင်ငံကိုပြည်သူလူထုဒုက္ခရောက်နေတဲ့အချိန်မှာအခက်အခဲတွေ့နေတဲ့အချိန်မှာဘယ်လိုကိုယ့်အတွက်အကျိုးအမြတ်ထုတ်ရမလဲဆိုတာဒါကိုပဲစဉ်းစားကြမှာအဲ့ဒီလိုသူတွေကိုလည်းအားမပေးပါနဲ့ဒီလိုပုံကိုယ်တွေရှိရဝယ်ခြင်းဟာကိုယ့်ရဲ့ကျန်းမာရေးလေးအတွက်ဒီနေ့က mask ဘယ်နှခုဝယ်နိုင်လဲဒီသူတို့ရောင်းလိုက်တဲ့ဈေးနဲ့အဲ့ဒီဟာဒီ covid ရောဂါအားလုံးပြီးသွားတဲ့အချိန်ဒီ mask လေးကခံမှာလားဒီလိုလူတွေကိုအားမပေးပါနဲ့လို့ကျမအနေနဲ့တော့ပြည်သူတွေကိုမေတ္တာရပ်ခံချင်ပါတယ်။နောက်ဒီလိုရောင်းနေတဲ့သူတွေအကြောင်းပြောသိလို့ရှိရင်လည်းသက်ဆိုင်ရာကိုအသိပေးပါအရေးယူမယ်။ဒါဟာတိုင်းနာတော်တာလူများကိုဒုက္ခရအောင်လုပ်တာမဟုတ်ပါဘူး။အများဒုက္ခမရောက်အောင်လို့ကာကွယ်တာဖြစ်ပါတယ်။ဒီလိုတကယ်ကိုပြည်သူတွေလိုအပ်နေတဲ့ပစ္စည်းတွေကိုလိုအပ်နေတဲ့အချိန်မှာဈေးတင်ပြီးရောင်းနေဆိုတာဟာကျမတို့တိုင်းကြီးခံပြီးတော့လွတ်ထားလို့ရတဲ့ကိစ္စမဟုတ်ပါဘူး။အဲ့တော့ပြည်သူတွေလည်းဒါကိုစဉ်းစားစေချင်ပါ